တဲ့စိတ်ဆွဲလန်းမှုကအားရလေလို့ဆိုရင်နံပါတ်1ကမနာလိုဝန်တိုးခြင်းလို့ဆိုတဲ့အိတ်တာလူလောကမှာလူအတိုင်းဝိုင်းမှာဒုက္ခအပေးဆုံးအရာဖြစ်တယ်ကိုယ်ရဲ့တာသွားလို့ရှိရင်မနာလိုမရှိစိတ်ဖြစ်တယ်လူချင်းချင်းမုဒိတာမပွားနိုင်ဘူးအောင်မြင်သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာမလိုမုန်းတီးတဲ့စိတ်တွေဖြစ်ပွားခြင်းဟာလူရဲ့ရင်ထဲမှာဆွဲလန်းနေတဲ့အရာတစ်ခုပဲဖြစ်တယ်အဲ့ဒီအိတ်တာဆိုတဲ့ရင်ထဲကဆွဲလန်းစိတ်တတ်တဲ့သဘာဝတရားဟာလူလောကကြီးတစ်ခုလုံးကိုနှိမ့်ဆက်နေတယ်လွန်မှုချုပ်ကင်ထားတယ်မနာလိုစိတ်ကင်းစင်တဲ့ပုဂ္ဂိုလ်ဟာအလွန်ရှားတဲ့အနေထားမျိုးရောက်ပြီးလူအတိုင်းဝိုင်းထဲမှာမနာလိုခြင်းဆိုတဲ့အိတ်တတရားဟာလွန်မှုပြီးတော့နေခဲ့တာဖြစ်တယ်နောက်ဒုတိယလွန်မှုနေတာဘာလို့ဆိုလူတွေမှာဆွဲလန်းတဲ့အရာတစ်ခုကတော့မူရစ်စေတဲ့အရာနဲ့ပတ်သက်ရင်လည်းလူတွေရဲ့စိတ်ဆွဲလန်းမှုဟာပြင်းထန်တယ်လို့အယက်သေးစားနဲ့ပတ်သက်ရင်လည်းဆွဲလန်းတယ်မူရစ်မှုနဲ့လည်းပတ်သက်ပြီးတော့ဆွဲလန်းတယ်အဲ့ဒီစိတ်ဆွဲလန်းမှုဟာလည်းပဲလူလောကကြီးတစ်ခုလုံးကိုဖျက်ဆီးနေတယ်လို့ဖြစ်နေပါနိုင်ငံတနိုင်ငံလူမျိုးတစ်မျိုးဟာမူရစ်စေတဲ့အရာကဖျက်ဆီးလိုက်လို့ရှိရင်ဘဝမှာအောက်တန်းနောက်တန်းကျသွားတဲ့အနေအထားမျိုးထိအောင်ရောက်တော့ထိုမူရစ်မှုကိုအကြီးကျယ်တာစီဖြိုဖျက်ပြီးတော့နေကြရတာဖြစ်တယ်ကိုမိသားစုတွေမှာမူရစ်စေဝါအယက်သေးစားတောက်စားဆွဲလန်းနေတဲ့သာသမီရှိလို့ရှိရင်မိသားစုတွေစိတ်ညစ်ကြမကောင်းတဲ့အခြေအနေတွေနဲ့တွေ့ရတယ်အဲ့ဒီစိတ်ဆွဲလန်းမှုကလည်းပဲမူရစ်စေဝါဆွဲတဲ့စိတ်ဆွဲမှုကိုလည်းပဲအောင်နိုင်ဖို့ရအလွန်ခဲရင်တဲ့အရာတစ်ခုဖြစ်မူရစ်မှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ပြဿနာတွေကလည်းအလွန်ပဲကြီးမားတယ်နိုင်ငံတိုင်းနိုင်ငံတိုင်းလို့ဝိစေဝါနဲ့ပတ်သက်ပြီးထိန်းချုပ်နိုင်စွာမရှိသည့်အတွက်ကြောင့်အကြီးအကျယ်ပြဿနာတက်ပြီးတော့နေချတာခဏခေတ်မှာထင်ရှားတယ်အဲ့ဒီစိတ်ဆွဲလန်းမှုကိုလည်းပဲကျော်လွှားနိုင်ဖို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ညီကြိုးစားအထောက်အပံ့ဖြစ်တယ်နောက်တစ်ခုဆွဲလန်းမှုလူတိုင်းမှာမတော်လန်းနိုင်တဲ့ဆွဲလန်းမှုကဘာလို့ဆိုချစ်ခင်ခြင်းနဲ့မုန်းတီးခြင်းပဲဖြစ်တယ်ချစ်ချင်းမုန်းခြင်းဆိုတာလည်းပဲသူ့ရဲ့ယဉ်ထဲမှာဆွဲနေတဲ့အရာဖြစ်တယ်အဲ့ဒီချစ်ချင်းမုန်းခြင်းဆိုတာကိုမတော်လှန်နိုင်ဘူးဒီအစွဲလန်းကိုမဖြောက်နိုင်ဘူးဆိုရင်ဘဝမှာကြာဆုံးမှုနဲ့ကြုံတွေ့နိုင်တယ်ဒီကနေ့ခေတ်အဂတိလိုက်စားရဲဆိုတာချစ်ချင်းကြောင့်တစ်မျိုးမုန်းခြင်းကြောင့်တစ်ဖုံလူလောကမှာမမျှတမှုတွေဖြစ်ခြင်းဟာချစ်ချင်းမုန်းခြင်းကိုအခြေခံတာပဲဖြစ်တယ်အဲ့တော့လူလောကကြီးကိုနှိမ့်ဆက်နေတဲ့စိတ်ဆွဲလန်းမှု၄မျိုးလို့ပြောရမှာဖြစ်တယ်ဒါကဒီဇာတကဒေသနာအရာပြောတခြားဟာတွေလည်းစိတ်ဆွဲလန်းမှုတွေရှိနိုင်သေးတယ်နံပါတ်1ကအိတ်တာမနာလိုစိတ်အဲ့ဒီမနာလိုစိတ်ကလည်းဖြေပြောက်ဖို့အလွန်ခဲနေပေါ့လူလောကကြီးကိုအကျိုးမပြုတဲ့အနာလိုစိတ်အယက်သေးစားဆွဲလန်းတဲ့စိတ်ချစ်ခင်ဆွဲလန်းတဲ့စိတ်ဘုံဒီဆွဲလန်းတဲ့စိတ်ဆိုဒီ၄မျိုးဟာပြင်းထန်တဲ့အစွဲ၄မျိုးစိတ်ဆွဲ၄မျိုးလို့ခေါ်တယ်အဲ့ဒီစိတ်ဆွဲမှု၄ရက်ကဘလောက်ဒုက္ခပေးတယ်လဲဆိုတာကို